စားတွေ့တာကြတော့လွန်ခဲ့တဲ့9နှစ်လောက်ကပေါ့နော်အမားတို့အလုပ်တစ်ခုမှအတူတူစားတွေ့ခဲ့တယ်ပထမဆိုရီစာမဖြစ်ခင်ကခြေလေးပြောရမယ်ဆိုရင်တော့အဲ့ဒီတစ်ချက်ကဒါတကယ်လို့ကျွန်တော်မလုပ်စေသူ့ချစ်ကိုရမှာမဟုတ်အဲ့ဒီတစ်ချက်ကဘာလို့ဆိုရုံကနေစီစဉ်တဲ့ trade တစ်ခုပေါ့နော်သူကရန်ကုန်သွားတဲ့ချိန်မှာကျွန်တော်ကလည်းဒီဘက်မှာအလုပ်ရှိတယ်ပေါ့နော်ဒါပေမဲ့အလုပ်ကြောင်းပြပြီးတော့သူနဲ့ရုံကလှော့တယ်ဆိုပြီးတော့သူလိုက်သွားတယ် tradeဝေးနေတဲ့နေရာတစ်ခုကမြင်းတစ်ခုကဒီလိုနီးစပ်လာတယ်လို့ပေါ့စတွေ့ကြတဲ့ရဆိုရင်2019ဆိုရင်အခု2025ဆို10နှစ်ကျော်ပေါ့နော်သူစဖြေပေးတာ2019 6လပိုင်း3ရက်နေ့ပေါ့မနေ့ပြန်ဆိုရင်6နှစ်နဲ့5လရှိပြီချစ်ပေးပါတော့ပြောမယ်ဆိုရင်ပြောစရာမလိုသူကတော့ကိုယ်အရန်ချစ်ပြီးသားပေါ့နော်သူ့လည်းအများကြီးသူချစ်တယ်လို့ပဲကိုယ်လည်းအများကြီးချစ်လာလို့ပဲဒီလိုဖြစ်လာတာပေါ့နော်နောက် future မှာလည်းအဲ့လိုပဲတယောက်တူတူဒီလိုပဲလက်တွဲပြီးတော့ဖြည့်ရှင်းပြီးတော့ကြော်ဖြတ်ကြမယ်ပေါ့။ तू ကအကုန်လုံးတီးခန့်ပြီးတော့ပေါ့နော်။ तू ကပဲချစ်ပေးတယ်၊ဂရုစိုက်ပေးတယ်။အဲ့ဒါကြောင့် तू ကိုရွေးချယ်ဖို့ဆုံးဖြတ်လိုက်တာပါ။ဟုတ်ပဲဖြစ်ချင်းဖြစ်ခိုက်ချင်းတာသားတို့သမီးတို့မိဂရာရှိတဲ့မိသားစုလေးဖြစ်ခိုက်ချင်းတဲ့တယောက်နဲ့တယောက်အပြအနာတဖို့ထားတဲ့မိသားစုလေးဖြစ်ခိုက်ချင်း